ချင်းသေးတွေဟာကြောင်မျိုးနွယ်ဝင်တွေထဲမှာအုပ်စုလိုက်စနစ်တကျမဲလိုက်တက်တဲ့တမျိုးတည်းသောတတဝါတွေဖြစ်ကြပါတယ်။ဒီလိုအုပ်စုလိုက်လှုပ်ဆောင်တတ်တာကြောင့်သူတို့ထက်ခန္ဓာကိုယ်အစမတန်ကြီးမားတဲ့တတဝါတွေကိုတော့အောင်မြင်အောင်ဖန်ဆီးနိုင်ကြတာပါ။မဲလိုက်ခြင်းကိုအဓိကအားဖြင့်ချင်းသေးအမတွေကလှုပ်ဆောင်ကြပါတယ်။သူတို့ဟာအစာဖြစ်လာမဲ့တိရစ္ဆာန်အုပ်စုကိုအဝေးကနေအချိန်ကြာကြီးစောင့်ကြည့်လေ့ရှိပါတယ်။အုပ်စုထဲမှာအားနည်းနေတဲ့သူဒဏ်ရာရနေတဲ့သူဒါမှမဟုတ်အုပ်စုနဲ့ကွဲထွက်နေတဲ့သူကိုပြစ်မှတ်အဖြစ်သတ်မှတ်လိုက်ပါတယ်။ပြစ်မှတ်ကိုရွေးချယ်ပြီးတာနဲ့ချင်းသေးအမတွေဟာလူမသိအောင်ခွဲထွက်သွားကြပါတယ်။တချို့ကလေအောက်ဘက်ကနေချင်းကပ်ကြပြီးတချို့ကတော့ပြစ်မှတ်ရဲ့ဘေးပတ်ပတ်လည်မှာနေရာယူကြပါတယ်။ဒါဟာသားကောင်ထွက်ပြေးမဲ့လမ်းကိုပိတ်ဆို့ဖို့အတွက်ဖြစ်ပါတယ်။ချင်းသေးတွေဟာမြတ်တော်တွေထဲမှာခန္ဓာကိုယ်ကိုမြေကြီးနဲ့ကပ်ထားပြီးအတန်တိတ်ချင်းကပ်ကြပါတယ်။သူတို့ရဲ့ခြေဘဝအောက်ခံသားတွေကနူးညံ့တာကြောင့်ရှောက်လန်းတဲ့အခါအတန်လုံးဝမထွက်ပါဘူး။သားကောင်နဲ့အကွာဝေးပေ30ခန့်အထိရောက်အောင်စိတ်ရှည်လက်ရှည်ဆောင်ဆိုင်ကြပါတယ်။အချက်ပေးလိုက်တာနဲ့ချင်းသေးတွေဟာတပြိုင်နက်တည်းပြေးထွက်ကြပါတယ်။တချို့ကသားကောင်ကိုအုပ်စုထဲကနေကွဲထွက်သွားအောင်ခြောက်လန့်ပြီးတချို့ကတော့ပုံနေရာကနေထွက်လာပြီးကြိုတင်ပိတ်ဆို့ပါတယ်။ချင်းသေးတွေဟာခရီးဝေးအကြာကြီးမပြေးနိုင်တာကြောင့်အရှိန်ဟုန်ပြင်းပြင်းနဲ့အမြန်ဆုံးဖမ်းဆီးဖို့ကြိုးစားကြပါတယ်။သားကောင်ကိုမိပြီဆိုတာနဲ့လေပင်သို့မဟုတ်နှာခေါင်းကိုကိုက်ခဲပြီးအသက်ရှူရခတ်အောင်လုပ်ကအဆုံးသတ်လိုက်ပါတယ်။မဲလိုက်ခြင်းအောင်မြင်ပြီးတဲ့အခါမှာတော့အုပ်စုလိုက်အတူတူစားတောက်ကြပါတယ်။ပုံမှန်အားဖြင့်ထီးကအရင်စားလေးရှိပြီးနောက်မှအမတွေနဲ့တပေါက်လေးတွေကအလှည့်ကျစားတောက်ကြတာဖြစ်ပါတယ်။